ကဲဒီနေ့ဘော်လာတွေကိုခေါ်ရချင်တာကတော့ကျိုင်းတို့မြို့မှာရှိတဲ့ရှေးဟောင်းရိုးရိုးတကား12ခုနဲ့အကောင့်တိုင်းရှိနေတဲ့ပါရှန်တကားနဲ့ဒီဘူးဆန်းကိုခေါ်သွားချင်ပါတယ်အဲ့ကဲကြောင့်ကဲဆိုရှင်းပြပါဦးအပါလဲဆိုဆရာကပါလျံတကားတဲ့ဟုတ်တယ်ကျိုင်းတုံမျိုးဟောင်းမှာအခုလက်ရှိအကောင့်တိုင်းကြံခဲ့တဲ့မျိုးတကားပေါ့မျိုးတကားဒီခုပဲကြံတော့တယ်ကျန်တာတွေတော့အကုန်ပျက်စီးကုန်ပြီနေရာတွေပဲရှိတယ်အားလုံးတကားဘယ်နှပေါက်လဲအားလုံးမျိုးဝင်ပေါက်12ပေါက်12ပေါက်ဒါအကောင့်တိုင်းကျန်တာတကောက်တိုင်းပေါက်ပဲကျန်ပဲရှိတော့โอเคဟိုမှာရှိဟိုမှာလေးဟိုဟာလေးရှိရနော်ခုနှစ်တည်းပါလျံလို့ခေါ်တယ်သူပါလျံ你得说说啥地方？对，没错啊，对，没有味了，没味，农民啊，我那边比较，你切里边切里乖耍哎都，切里那不地方，那不就不啊，人农啊，个没牛的，应该在这个啊，应该一家系的，是看差不多的，那里A好一些，